ကြီးသွားဖို့အတွက်လေစိတ်ကိုသွားနေရရှိပါတယ်အခုကြိုက်ပြမယ့်အကြောင်းအရာလေးကတော့စင်ကာပူနိုင်ငံနေပြီးတော့အင်ဒိုနီးရှားနိုင်ငံပါလီကိုသွားနေတဲ့လမ်းကြောင်းတစ်လျှောက်ကိုရိုက်ပြပြီးတော့ဖြစ်ပါတယ်မနေ့ကဆွဲဖြစ်တာမို့အမတီရထားရလည်းမထွက်သေးတာမို့ credit စီနဲ့ပြီးတော့သွားနေပါတယ်အင်ဒိုနီးရှားနိုင်ငံပါလီဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကသွားမယ်ဆိုရင်တိုက်ရိုက်လေကြောင်းလိုင်းမရှိပါဘူးအဲ့ဒီအတွက်ကြောင့်ဘန်ကောက်သို့မဟုတ်စင်ကာပူကနေပြီးတော့တစ်ဆင့်သွားပါတယ်အခုဆိုရင်တော့လေဆိပ်တွေကိုရောက်နေပါပြီအရင်ဆုံးကူစီမဲ့လေကြောင်းလိုင်းရဲ့ check-in counter မှာ boarding pass ကိုထုတ်ရပါတယ်တစ်ဆက်တည်းမှာပဲအင်ဒိုနီးရှားနိုင်ငံထဲဝင်ဖို့အတွက် QR code ကို scan ဖတ်ပြီးတော့ arrival form ကိုဖြည့်ရပါတယ်အဲ့နောက်ကူစီမဲ့လီရဲ့ကိတ်ကိုသွားပါတယ်ဒါကတော့ကျွန်တော်တို့စီမဲ့လီနဲ့ဖြစ်ပါတယ်ဒီလီချောင်းလိုင်းကတော့ scope ဖြစ်ပြီးတော့စင်ကာပူနဲ့ပါလီကိုပြည်ဆွဲပြီးနေတဲ့ budget airline တစ်ခုဖြစ်ပါတယ်လင်းပေါ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ 7kg ပဲ 10kg ပဲရပါတယ်ထပ်ပြီးတော့ kg ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ထောက်ဝယ်လို့ရပါတယ်လင်းရလည်းပဲအခုတွေ့တိုင်းပဲအကြီးကြီးဖြစ်ပြီးတော့လိုက်ပါလိုက်ခီးတဲ့ရလည်းအပြည့်ပဲဖြစ်ပါတယ်လင်းပေါ်မှာအဆက်တော့မချွေပါဘူးတကယ်လို့ကိုစားခြင်းနဲ့ဆိုလို့ရှိရင်တော့သူတို့လင်းပေါ်မှာရောင်းချပေးတဲ့အဆက်တော့တွေကိုဝယ်ယူဆက်တော့နိုင်ပါတယ်မီနူထဲမှာဆိုလို့ရှိရင် coffee အေးမုန်နဲ့စားစရာတွေကိုကြည့်ပြီးတော့ကိုစားခြင်းတာကိုမှားနိုင်ပါတယ်ကျွန်တော်ကတော့မနေ့ဆိုရင်ထလာတာဖြစ်တဲ့အတွက်ကြောင့်ဘိုက်စာတို့ခောက်ဆက်တွေကိုမှားစားခဲ့ပါတယ်ဘိုက်စာနေလို့လားမသိဘူးစားတာအရသာအများရှိပါတယ်ခုဆိုရင်တော့ဘာလီလေးစိတ်ကိုရောက်ရှိတော့ပါပြီအရင်ဆုံး immigration ကိုအရင်သွားရပါတယ်ဘာလီလေးစိတ်ကတော်တော်လေးလည်းကြီးပြီးတော့ကောင်းတော့တွေ့ရပါတယ်လေးစိတ်ထဲမှာအခုလိုပဲလူပညာနဲ့လက်မှုပညာပေါင်းစပ်ထားတဲ့အလှဆင်ထားတဲ့တပင်ကြီးတစ်ပင်ကိုလည်းမြင်ရပါတယ်လေးစိတ်ထဲမှာရှိတဲ့ auto gate တွေကအများကြီးရှိနေမယ်တစ်ခုမှ passport scan ဖတ်ပြီးတော့ဝင်လို့မရပါဘူးတန်းစီပြီးတော့ပဲ officer နဲ့တွေ့ရပါတယ်အင်ဒိုနီးရှားနိုင်ငံဆိုလို့ရှိရင်အာဆီယံနိုင်ငံဖွဲ့ဝင်ဖြစ်ပြီးတော့သူက visa free ရရှိနိုင်ဖြစ်ပါတယ် visa free ရက်30ရရှိပါတယ်ရက်30နေထိုင်ခွင့်ရှိပါတယ်ဆိုလို့ရှိရင်တော့ဒါလေးလေးစိတ်ကနေထွက်လာခဲ့ပြီပေါ့နော်ဒါတော့ဒါလေးလေးစိတ်ထွက်မှရှိတယ်စားတော့ဆိုင်နေတယ် information ပေးတဲ့ကောင်လာရှိနေပြီးတော့ဒီဖုန်းစင်ကနေရောင်းတဲ့နေရာတွေအဲ့ရှိပါမယ်ဟိုစားလို့စားတော့ဒီရောင်းတဲ့နေရာရှိပါမယ်တိုး information မှာဆိုရင်ဘာလီလာတဲ့ခီးတော်များအတွက်အသုံးတည့်တဲ့ pamphlet တွေကိုအခမဲ့ယူဖို့ထားရှိပေးထားပါတယ်အဲ့နောက်လေးစီကနေပြီးတော့ကိုသွားတဲ့မဲ့နေရာအတွက်ကို credit စီကို book ခဲ့ကြပါတယ်က
ကားစီးဖို့အတွက်လေစိတ်ပြင်ကိုထွက်လာခဲ့စင်မှာတော့ခုမြင်တွေ့ရတယ်လို့ပဲဧည့်သည်တွေလာကြိုတဲ့တူတွေအများကြီးကိုတွေ့ရပါတယ်။ဘာလီယာဆိုလို့ရှိရင်အခုလာမှခီးသွားအများဆုံးလာကြပါတယ်။နေ့တစ်နေ့ရဲ့9လပိုင်းမှာဇူလိုင်လမှာဆိုလို့ရှိရင်မိုးနေဆုံးနဲ့ရာသီဥတုပတာရဆုံးလဖြစ်တယ်မို့ဧည့်သည်တွေအများကြီးလာကြပါတယ်။အခုဆိုရင်တော့ငားထားတဲ့ကားကိုစီးပြီးတော့ကိုသွားလင်နဲ့ကိုတဲမဲ့နေရာကိုဆက်ပြီးတော့သွားနေပါတယ်။ဘာလီကျွန်းကအခြေကြီးဖြစ်တာမို့ကိုကပင်လယ်နားမှာနေချင်တာလားတောင်မဟုတ်ရေတကုံတောတောင်နဲ့ရေကြီးမှုကိုနှစ်သက်လို့အဲ့ညမှာနေချင်တာဆိုတော့ရွေးရပါတယ်။ကိုဘလူးနေရာကိုနှစ်သက်တာလေဘယ်နေရာမှာနေချင်တာလဲပေါ့မူတည်ပြီးတော့အရင်ဆုံးနေရာကိုရွေးပြီးတော့သွားပါတယ်။အခုကျွန်တော်တို့သွားနေတဲ့နေရာကတော့ဘယ်နေရာလဲဘယ်မြို့လဲဆိုတာကိုသိဖို့နောက်ဗီဒီယိုမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဆက်ပြီးတော့အားပေးကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်။အခုဗီဒီယိုကိုလည်းကြည့်ပြီးအတွက်လည်းကျေးဇူးတင်ပါတယ်။